Hi guys, Technoline here. ခင်ဗျားတို့ဒီဗီဒီယိုကြည့်တဲ့အချိန်ကျွန်တော်ဒီကဘာနဲ့ထွက်သွားတော့ပါပြီ။ Like နဲ့ follow ရဖို့အတွက်ဒီဗီဒီယိုလုပ်ထားတာလို့ထင်ကြလိမ့်မယ်။ကျွန်တော်အကောင့်ထဲကိုဝင်ကြည့်လိုက်ပါ။ကျွန်တော်ဗီဒီယိုတွေအားလုံးဖြတ်လိုက်ပါပြီ။46မိနစ်ကျန်သေးတယ်ကျွန်တော်အထဲဝင်ဖို့ဆိုနောက်ဆုံးတစ်ခါတိုင်းပဲချက်တစ်ခုလေးလုပ်ကြမယ်နော်။မြန်မာပြည်မှာ best Minecrafter ပြောတာနဲ့ Technoline ဆိုတဲ့နာမည်ကအရှိဆုံးမှရောက်သွားတယ်။ဒါပေမဲ့ခင်ဗျားတို့သိကြလားဒီအဆင့်တီးရောက်တာကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်စီမှာခင်ဗျားတို့လည်းပါပါတယ်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့အားမပေးရင်ကျွန်တော်ကဘာမှမဟုတ်ပါဘူးအဲဒီကြောင့်မလို့အများနဲ့တတိထားပါမြန်မာရဲ့ best Minecrafter ကခင်ဗျားကိုယ်တိုင်ဟုတ်တယ်ဆိုပြီးတော့နည်းနည်းအရှိကျွန်တော်တီးခဲ့တယ်ကျွန်တော်မှာကင်ဆာရှိရဆိုပြီးမှဆိုကျွန်တော်စဉ်းစားတယ် TikTok မှာလာပြီးဗီဒီယိုတွေတင်ပြီးအားလုံးကိုပျော်အောင်ထားမယ်ဆိုပြီးမှကျွန်တော်ဗီဒီယိုကြောင့်မလို့အားလုံးပျော်ခမ်းမဲ့လို့လည်းထင်ပါတယ် guys 2025 ခုနှစ်လပိုင်း16ရက်နေ့မစင်းစားခဲ့ဘူးအဲ့ဒီနေ့ကအလောက်အမြန်လာပါဆိုပြီးပါအဲ့ဒီနေ့ကျွန်တော်ရဲ့ blood pressure ပိုမှတက်လာခဲ့တယ်မြန်မာပြည်မှာစီးကူးလို့မရလို့ထိုင်းနိုင်ငံမှာလာခဲ့ပါတယ်ထိုင်းမှာအလဲလာတာဆိုပြီးမှခင်ဗျားတို့ကိုလင်ခဲ့သေးတယ် cause ခင်ဗျားတို့ set ဖြစ်တာမှနေချင်လို့ပါ guys and ကျွန်တော်ထိုင်းရောက်မှတီးခဲ့တယ်ကျွန်တော်ခွဲစိတ်လိုက်ရင်100မှာ40ရာခိုင်နှုန်းပဲကျွန်တော်ပြင်ရှင်းလာပါဆိုပြီးအဲ့ဒီအချိန်ကျွန်တော်စဉ်းစားခဲ့တယ်ကျွန်တော်မခွဲစိတ်တော့ဘူးကြံနေတဲ့နှစ်ကိုအေးစစ်စစ်ဖြတ်တိုင်းမှဆိုပြီးမှand ကျွန်တော်အရင်ကလိုပဲပျော်ပျော်ရွှင်ရွှင်နေခဲ့တယ် TikTok မှာလည်း continuously video တွေ post လုပ်ခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်း blood pressure ပိုပြီးမှတက်လာတယ်တခါတလေဆိုအသက်ရှူဖို့တော့ကျက်လာတယ် guys and ကျွန်တော်ပြန်စဉ်းစားတယ်ကျွန်တော်ခွဲစိတ်မယ်ဆိုပြီးမှဒါပေမဲ့ခင်ဗျားတို့သိကြတယ်မလားဖခင်ကအခွင့်အရေးတစ်ခုနှခါမပေးဘူးဆိုပြီးမှကျွန်တော်စေးရုံသွားတဲ့အချိန်ဒေါက်တာကပြောခဲ့တယ်အရန်ကိုနောက်ကျနေပြီဒီတစ်ခါခွဲစိတ်လိုက်ရင်100မှာ20ရာခိုင်နှုန်းတောင်ပြင်ရှင်လာဖို့မတည်ကြတော့ဘူးမခွဲစိတ်ဘူးဆိုရင်လည်း3လတောင်ရှင်တော့မှမဟုတ်တော့ဘူးတဲ့အခုဖြစ်နေတဲ့ပုံစံနဲ့ထားလာမှဆိုပြီးမှကျွန်တော်ကိုယ်တိုင်လည်းမထင်ဘူးခင်ဗျားတို့အမြဲတမ်းမင်းနေတဲ့မိကုန်းတစ်ခုရဲ့အဖြစ်ကျွန်တော်ပေးလိုက်မယ်ကျွန်တော်နာမည်နီရာချပါ yes ကျွန်တော်ကိုခါလူမျိုးပါ and this is my face ဒါကျွန်တော်ရဲ့ face ဟုတ်တယ် guys ကျွန်တော်က 100k follower ရောက်မှပဲပြောပြမယ်လို့ထင်ထားတာဒါပေမဲ့အချိန်မရှိတော့ဘူး guys it's so lateကျွန်တော်ခင်ဗျားတို့စီကပစ္စည်းတစ်ခုလောက်ရချင်တယ် guys ခင်ဗျားတို့ပေးနိုင်မလားပေးနိုင်နေဆိုရင် please နောက်ဆုံးတစ်ခေါက်လောက် smile လုပ်ပြပါလားကျွန်တော်ဖျားစီမှာရောက်ရင်ခင်ဗျားတို့ရချင်တာတွေပြည့်ပါစေဆိုပြီးမှဆုတောင်းပေးမယ် and ကျွန်တော်ကိုမမေ့ချင်းတော့ thank you so much for everything guys I love you guys and yeah Technoline out Your memories exist. I miss you more.